ကိုပွေးမှာချင်းပြည်နယ်အနေနဲ့90နှစ်တသမ300ခိုင်နှုန်းနဲ့အောင်မြင်မှုရတာဟာကျွန်တော်တို့အနေနဲ့ဝန်တာလို့မဆုံးပါဘူးဒါကြောင့်ချင်းပြည်သူလူထုထိုင်မှာကျွန်တော်တို့ဝန်မျိုးအကြောင်းကိုကျွန်တော်တို့အနေနဲ့စကားပါလုပ်ပါတယ်ကျွန်တော်တို့2015တုန်းကကျွန်တော်တို့တိုင်းပြည်ဟာပြောင်းလဲခြင်းတိုင်းပြီဆိုပြီးတော့ကျွန်တော်တို့ကျူးကျော်တိုင်နဲ့နိုင်ငံရေးတရားဟောက်ခဲ့တယ်အဲ့ဒီအချိန်မှာလေတိုင်းပြည်ကအာဏာရှင်လက်ထက်မှာနှစ်ပေါင်းကြာလွန်တဲ့အတွက်ကြောင့်ပြည်သူတွေကထုတ်ခံပြီးတော့နော်ကျွန်တော်တို့တနိုင်ငံလုံးမှာ85ရာခိုင်နှုန်းနဲ့အနိုင်ရရှိတဲ့အခါမှာကျွန်တော်တို့ချင်းပြည်နယ်မှာလေ90ရာခိုင်နှုန်းနဲ့အနိုင်ရရှိခဲ့ပါတယ်အနိုင်ရရှိတဲ့အတွေ့ကြောင့်ကျွန်တော်တို့အတိုင်းပင်ခိုင်နဲ့အတူကျွန်တော်တို့နိုင်ငံတော်ခေါင်းဆောင်များဖြစ်တဲ့လူကြီးများကကျွန်တော်တို့ချင်းပြည်နယ်အတွေ့ကိုအထူးအလေးထားပြီးတော့ဒီနေ့သူသမရအထိတာဝန်ကိုပြီးခဲ့ရချင်းခံခဲ့ရပါတယ်ဒါကြောင့်ပြည်သူတွေရဲ့စေတနာပြည်သူတွေရဲ့အားပေးကူညီမှုကိုတုံ့ပြန်တော့အဖြစ်သူသမရအထိတာဝန်ပြီးခဲ့တဲ့အခါမှာချင်းပြည်နယ်ရဲ့9နှစ်တာကာလအတွင်းဘတ်ဂျက်အနေနဲ့တော်လကောင်းနော်ပညာရေးကျန်းမာရေးအဆဆအရာမှာနော်အများကြီးအပြောင်းလဲမှုရှိတာကိုအားလုံးအတိပဲဖြစ်တယ်ဒါကြောင့် line by set တို့ရအဖြစ်ပြောမယ်ဆိုရင်တော့အခုကျွန်တော်တို့အိမ်မဲမှာမမဲ့ဘူးတဲ့နော်စုရုံလေရင်ကွင်းကဘီလီယံ30ခုနဲ့အကုန်အကျန်းနဲ့တစ်နှစ်နှစ်နှစ်အတွင်းမှာအပြည့်ဖြတ်ဆောင်ရွက်ပြတော့အခုက PC အောင်မြင်ခဲ့ပါတယ်ဒါကြောင့်အဲ့ဒီနိုင်ငံတော်ရဲ့စေတနာကိုပြည်သူတွေကနော်တဘောပုတ်လက်ခံပြီးတော့အခု2020ရွေးကောက်ပွဲမှာနောက်ဆုံးကျွန်တော်တို့ချင်းလူကြီးတွေရဲ့မီဒီယာမင်းမင်းချရဒီနေ့တော့ကျွန်တော်တို့85ရာခိုင်နှုန်းကရမယ်လို့ကျွန်တော်အနေနဲ့ပြောခဲ့တယ်တော့တောင်ရလေးတကယ်ရွေးကောက်ပွဲဖြစ်လာတဲ့အခါမှာကျွန်တော်တို့ပြန်မှန်းတာထက်ပို့ပြီးတော့နော်ပြည်သူကြီးကထုတ်ခံပြီးတော့တမိုင်းမှာမရှိဘူးတဲ့နော်ပြည်နယ်အဆင့်မှာ90နှစ်တမ300ခိုင်နှုန်းနိုင်တာကပြည်သူအပေါ်မှာနော်ဝတ်တာလို့မဆုံးကြောင်းနော်ပြန်ပြီးတော့တုံ့ပြန်လိုပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်အတိုင်းပင်ခံရဲ့စေတနာကိုကျွန်တော်တို့ချင်းပြည်သူလူထုအနေနဲ့သူ့ရဲ့ကြေးရုပ်ကိုပြန်ဆက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ချင်းလူထုအနေနဲ့ကျွန်တော်တို့ NLD ပါတီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နော်အတိုင်းပင်ခံတော်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီကိုပြည်내အနေနဲ့ဒီလိုကြီးထုတ်ခံတာဟာတမိုင်းမှာနော်ပထမဆုံးဖြစ်မယ်လို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်။ဒါကြောင့်ဒီကနေ့ချင်းပြည်내တစ်ခုလုံးမှာနော်ပြည်သူတွေကထုတ်ခံအားပေးမှုကိုကျွန်တော်တို့ NLD အစိုးရနော်အမတ်များအနေဖြင့်ပြည်သူတွေကိုတုံ့ပြန်ဖို့ကတော့အဓိကချင်းပြည်နယ်တိုးတက်ကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့လိုလားချက်ကိုအားစိုက်ပြီးတော့နော်ပြည်သူတွေနဲ့အမဲတိုင်းထိတွေ့မှုစီးပြီးတော့ကိုမြို့နယ်အတိအကျမှာလိုအပ်ချက်ကိုနိုင်ငံတော်အနေနဲ့ဆောင်ရွက်ပြဖို့ကိုလွှတ်တော်အတိအကျမှာတင်ပြဖို့တာဝန်ရှိတယ်အဲ့ဒီအတွက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လွှတ်တော်ပြီးမှပြည်သူထိုင်ကိုအားလုံးမရမနာကွင်းစင်ပြီးတော့ပြည်သူတွေရဲ့လိုအပ်ချက်ကိုဘယ်လိုကျွန်တော်တို့လွှတ်တော်မှာတင်ပြဆွေးနွေးနိုင်မလဲဘယ်လိုလုပ်ပေးနိုင်မလဲဆိုပြီးတော့ကျွန်တော်တို့အားစိုက်ပြီးတော့ကိုလွှတ်တော်ကိုယ်စားလှယ်နဲ့အများနဲ့တာဝန်လေးနေတဲ့တာဝန်ရှိတယ်ဆိုတာကိုခံယူဖို့လိုပါတယ်။တော့မှသာအခုလိုလူထုကတရားမှတရားထောက်ခံတဲ့ဥစ္စာကိုကျွန်တော်တို့အနေနဲ့လူထုရဲ့စေတနာကိုတုံ့ပြန်ဖို့ကတော့နော်ကျွန်တော်တို့အနေနဲ့လေးနဲ့ခက်စဉ်းစားပြီးတော့ဆောင်ရွက်ဖို့မှာကိုမှတာဝန်ရှိကြတယ်။အဲ့ဒီအတွက်ကြောင့်ချင်းပြည်နယ်လူထုရဲ့ NLD ပါတီအပေါ်မှာလောက်ချီထုတ်ခံမှုကိုကျွန်တော်တို့အားလုံးသော NLD ပါတီ EC များတော်လကောနော်အဓိကလွှတ်တော်ကိုယ်စားလှယ်လောင်းများကိုယ်စားလှယ်များအနေနဲ့နော်အဲ့ဒီဥစ္စာကိုကြေးရုပ်ကိုတုံ့ပြန်နိုင်ဖို့အတွက်ကျွန်တော်တို့လာမယ့်25နှစ်တာကာလအတွင်းမှာအဖြေထွက်နိုင်အောင်ချင်းပြည်နယ်ရဲ့တိုးတက်ကြောင်းကိုကျွန်တော်တို့ဆောင်ရွက်ပေးမှုအပေါ်မှာပြည်သူတွေကအဲ့ဒီမှာအတိမပြောမှာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံရေးဆိုတာအခုတစ်ခါတည်းမပြီးဘူးကျွန်တော်တို့ရဲ့9နှစ်တာကာလလှုပ်ဆောင်ချက်ပေါ်မှာပဲ2025မှာလည်းအဖြေထွက်လာမယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကတိုင်းပြည်ပြောင်းလဲတိုးတက်စေချင်ရင်လက်ရှိကိုယ်စားလှယ်များအနေနဲ့ပြ
ပြည်သူအပေါ်မှာနဲ့ညမအားစေတနာကိုတွန့်ပြန်ဖို့အတွက်ကူညီဆောင်ရွက်ပေးနိုင်ကိုယ်တိုင်ကွင်းစင်လက်လာပြီးမှဒေတာအတီးတီးရဲ့လိုအပ်ချက်ကိုကျွန်တော်တို့အနေနဲ့ပြည်စင်းပေးနိုင်မှတာ NLD အစိုးရပေါ်မှာယုံကြည်မှုအပြည့်ရှိပြီးတော့ဒီနဲ့90နှစ်ဒါတမ300ခိုင်နှုန်းနဲ့အနိုင်ရရှိတာကို2025-30မှာတော့နော်95-100အထီစားနိုင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ချက်ရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပါတီပိုင်းအနေနဲ့တော်ကောလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့တော်ကောပြည်သူအပေါ်မှာနော်သူတို့ရဲ့ပြည်သူရဲ့စေတနာကိုကြေးဥစပ်ဖို့ကိုကျွန်တော်တို့အပေါ်မှာအများကြီးတာဝန်ရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြည်သူအပေါ်မှာအထူးကြေးဥတင်ကြောင်းပြောကြရင်ကျွန်တော်အနေနဲ့ပြည်သူကြီးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလုပ်ပါတယ်ဒုသမရကတစ်ဖက်ကစီယုံကြီးအနေနဲ့လာတယ်ဆိုပေမဲ့နော်ချင်းပြည်နယ်အတွေ့နော်တကယ်လိုအပ်ချက်များကိုမြို့ပိုင်းတောင်ပိုင်းခရီးကိုနော်အချင်းစစ်တကြွေးကိုနော်ခရီးသွားပြီးတော့မြို့တိုင်းမှာသူတို့လိုအပ်ချက်များကိုနော်ဖြစ်စီပေးဖို့နော်အများကြီးဆောင်ရွက်ပေးခဲ့ပါတယ်ဥပမာပြောရမယ်ဆိုရင်တော့ဟာခါကောလိပ်ဆိုတော့အခုဒီဂရီကောလိပ်မဟုတ်ဘဲနဲ့ဂျမ်ပရိုမိုရှင်းနဲ့ဟာခါတက်ကတူဆိုပြီးတော့အခုကျွန်တော်တို့မကြတော့ကာလာမှာဖွင့်ပွင့်လောက်လာမယ်နောက်ပြီးတော့ဖလာဆုဘုံလေးရင်ကွင်းဆိုတာလေအခုသူတက်လာတဲ့ချိန်မှာ on test လုပ်ပြီးတော့နော်ချောမောဆိုတာလေရင်စင်တဲ့နိုင်ပါပြီမကြခင်ကာလမှာနိုင်ငံတော်အကြီးအကဲတွေကဖွင့်ပွင့်ပြန်လုပ်ပေးမယ်နောက်ပြီးတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့2015မှာနော်ချင်းပြည်နယ်တဘဝပေးကျုံတဲ့အချိန်မှာနော်အရင်လိုင်းအတွဲဆိုပြီးတော့အခုဟာခါမှန်တော်လိုင်းကိုတူဖို့ပေးပြီးတော့အခုချောမောဆိုတာပြီးစီးပါပြီအဲ့ဒီအတွက်ကြောင့်လေမကြတော့ကာလမှာသူကိုယ်တိုင်ဖွင့်ပေးဖို့အစီအစဉ်ရှိတယ်။နောက်ပြီးတော့အခုအိန္ဒိယနဲ့နေဆက်ကွန်တိုရဲ့အတွက်နော်စာစီချွတ်တာကြီးကိုလေအောင်မြင့်ချက်ဖို့အစီအစဉ်လေးရှိတယ်။အဲ့ဒီအတွက်ကြောင့်အခုကျွန်တော်တို့ချင်းပြည်နယ်အဓိကဟာခါမှာအခုဆောင်ရွက်နေစေဆောင်ရွက်ဖို့စီမံကိန်းလုပ်နေတဲ့နော်ຫນွေဒမ်ကိစ္စကိုလေမကြတော့ကာလမှာနော်သူကိုယ်တိုင်ပညာရှင်နဲ့နော်ကြည့်ပြီးတော့နော် confirm လုပ်ဖို့အစီအစဉ်ရှိပါတယ်ဒါကြောင့်အခုဟာခါမျိုးကတကယ်တိုင်းဆိုရင်တော့သူ့ရဲ့ planning အတိုင်းနော်အကောင်းဆုံးနဲ့နော်ဆောင်ရွက်ဖို့အတွက်နော်တာဝန်ကြီးကြီးကိုကွင်းစင်လက်လာပြီးတော့နော်ဆောင်ရွက်ဖို့အများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်အခုဟာခါမျိုးကဥပမာအခုတာဖွာတင်တိုင်းကြောင်းရှိတယ်တာဖွာတင်တိုင်းကြောင်းပြီးရင်တော့သူနာပြောတင်တိုင်းကြောင်းလေဆက်လုပ်ဖို့ရှိတယ်အခုပညာရေးကောလိပ်လေပညာရေးဒီဂရီကောလိပ်အထိအဆင့်ရှိပြီအဲ့ဒါကြောင့်ပညာရေးကဏ္ဍရောကျမကြီးမှာလေဟာခါကတိ900ရရှိဖို့အတွက်သူစူးစမ်းပြီးတော့မကျတော့ကာလမှာကရင်900လေကျွန်တော်တို့ရရှိမယ်လို့မျှော်လင့်ထားပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့NLD အစိုးရနော်9နှစ်တာကာလအတွင်းမှာနော်ကျွန်တော်တို့ဒုသမရရှိတဲ့အတွေ့အကြုံအခုတကယ်တိုင်းဆိုရင်တော့နော်လေဘလမေဆက်ဆိုရင်တော့အခု COVID-19 ဖြစ်တဲ့အတွေ့အကြုံတော့မဟုတ်ရင်တော့အခု company ကလုံအောင်စမယ်ဒီဥစ္စာလေးစေယုံတစ်ခုစလုံးကိုကျွန်တော်တို့စလုံအောင်စနိုင်ပြီဆိုရင်စေယုံတစ်ခုမှာနော်ဘလမေအဲ့တသိန်းနှစ်ခုဆိုရင်တနေ့မှာနှစ်သိန်းထွေးဖို့ပြီးတော့ material စီတာကနော်ပညာရှင်တွေတွေ့ချက်အတိုင်းနှစ်250ထိခိုင်မယ်ဆိုတော့မြန်မာပြည်မှာအကြီးဆုံးဘယ်လက်မေစေယုံဖြစ်မယ်ဒီဥစ္စာကိုလေဒီမှာအနည်းဆုံးစကန်တိုင်းမကွေးတိုင်းချင်းပြည်နယ်အတွေ့သုံးပြီးတော့ပိုရှန်တဲ့ဘယ်လက်မေအလုံးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောင်းချဖို့ကျွန်တော်တို့အစီအစဉ်ရှိပါတယ်အဲ့ဒီပြီးမှအခုမဏိပူကြီးအလျက်စီစားလုံးမယ်ဆိုရင်အခုသူ့ရဲ့စီမံချက်ကြောင့်မီဂါဝတ်380လောက်ရမယ်အခုမနစ်လေးမျိုးစီအလျက်စီကိုလေပင်တီကုမ္ပဏီကစာပေးပြီးတကယ်လို့တရားလုံးဝစနိုင်မယ်ဆိုရင်တော့မီဂါဝတ်နော်620နှစ်ရမယ်ဆိုတော့ခုစလုံးမီဂါဝတ်ထောင်ကျော်ဆိုရင်ကိုပြည်တွင်းကနော်တုံးပြီးတော့ပိုရှင်တဲ့ဥစ္စာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောင်းဖို့အစီအစဉ်ရှိပါတယ်ဒါကြောင့်အဲ့ဒါဟာကျွန်တော်တို့ချင်းပြည်နယ်အနေနဲ့နော်မတွေးနိုင်တဲ့နော်စက်ယုံအလုပ်ယုံကြီးသူ့ရဲ့ဆောင်ရွက်ချက်ကြောင့်ကျွန်တော်တို့အကောင်အထည်ဖော်နိုင်တော့ပြည်သူအတွက်ရောမြန်မာနိုင်ငံရဲ့အတွက်ရောအကျိုးအများကြီး
ခံစားရမယ်ဆိုတာကိုလေထပ်လောင်းပြီးပြောကြလိုပါတယ်အရင်ကကိုကလေးကပြည်ထောင်စုမှာအစည်းအဝေးတက်တဲ့အခါမှာဥပမာဘတ်ဂျက်ကိစ္စဆိုရင်တော့ချင်းပြည်နယ်ကတော့ပြည်ထောင်စုကပဲထုတ်ပိုင်တယ်ဘာမှရတာမရှိဘူးအရင်ကစစ်သားပဲရတယ်အဲ့ဒါမျိုးစကားထွက်လာတယ်ဒါပေမဲ့အခုကအဲ့ဒီစေယုံကြီးနှစ်ခုကျွန်တော်တို့စတင်ဆောင်ရွက်နေပြီဆိုတော့ပြည်ထောင်စုအနေနဲ့လေအကျိုးအမြတ်ရှိမယ်ဥပဒေအရပြည်နယ်ဆိုရဖွဲ့မှာလေအကျိုးအမြတ်ခံစားမယ်ဖြစ်တဲ့အတွက်ကြောင့်ချင်းပြည်နယ်ရဲ့တိုးတက်ကြောင်းကိုကျွန်တော်တို့ဒီစေယုံကြီးနှစ်ခုကနေအပြောင်းလဲရှိနိုင်တယ်အဲ့ဒါဟာနိုင်ငံတော်ရဲ့အတိုင်းပင်ခံရစေတနာကြောင့်ဒုသမရကိုတာဝန်ပေးတဲ့အတွက်ကြောင့်ဒုသမရရဲ့စူးစမ်းအားထုတ်မှုကြောင့်ဒီစေယုံကြီးကိုလေကျွန်တော်တို့ဆောင်ရွက်နိုင်တာဖြစ်တယ်ဆိုတာကိုနိုင်ငံတော်အကြီးအကဲထိုင်မှာလေအထူးကြီးအတင်းစကားပြောကြလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်